မြမလက်ရိုးစင်ကစားသမားဝင်းတိန်ကြီးထုံးခဲ့သို့ဖဲပလေးတဘောအရပင်နယ်တီလွဲကန်ခဲ့တဲ့ကဘာကျော်များမြန်မာဝင်းမန်းလီမှပွဲစဉ်တစ်ခုဖြစ်တဲ့ရဲနာဘုံအသင်းနဲ့မြဝတီအသင်းတို့ပွဲစဉ်အတွင်းပထမပိုင်းနာကျင်ချိန်ပုံမှာရလာတဲ့ပင်နယ်တီကိုရဲနာဘုံအသင်းကောင်းဆောင်ဝင်းတိန်ကြီးထုံးမှကွင်းတွင်းတင်းမာမှုများမငင်းတက်စေရန်ဘေးကိုလွဲကန်ခဲ့ပြီးဖဲပလေးပြုလုပ်သွားခဲ့ပါတယ်။ဒီလိုပြုမှုများပြုလုပ်ခဲ့ဘူးတဲ့ကဘာကျော်ကစားသမားများလည်းရှိခဲ့ဘူးပါတယ်။အထင်ရှားဆုံးကတော့ကိုကြီးယိုနယ်တို့ပါ။အာရှချန်ပီယံလိအုပ်စုပွဲစဉ်ဖြစ်တဲ့အယ်နာဆာနဲ့ပါစီပိုလစ်အသင်းတို့ပွဲမှာဖြစ်ပွားခဲ့တာပါ။ပွဲစားလို့နမိနှစ်ခွဲမှာတင်ယော်နယ်တို့ဟာပင်နယ်တီစီးဝိုင်းနဲ့ဘောလုံးလူရင်လဲကျသွားခဲ့ပါတယ်။ဒိုင်လူကြီးကချက်ချင်းပဲအယ်နာဆာအသင်းအတွက်ပင်နယ်တီပေးလိုက်ပါတယ်။ပင်နယ်တီရလို့ဝမ်းသာမဲ့အစားယော်နယ်တို့ဟာချက်ချင်းပြန်ထလာပြီးဒိုင်လူကြီးစီပြေးသွားကပင်နယ်တီမဟုတ်ဘူးလို့လက်ခါပြီးပြောဆိုခဲ့ပါတယ်။ပြိုင်ဘက်နောက်ခံလူကသူ့ကိုဖျက်ထုတ်တာမဟုတ်ပဲသူကိုယ်တိုင်ဟန်ချက်ပြက်လဲတာလို့ဝန်ခံခဲ့တာပါ။ဒိုင်လူကြီးကလည်း VAR ပြန်ကြည့်ပြီးပင်နယ်တီဆုံးဖြတ်ချက်ကိုပယ်ဖျက်ခဲ့ပါတယ်။နောက်တစ်ယောက်ကတော့အာယုံဟန့်ပါ။လူရင်ဘက်အသင်းနဲ့ပွဲမှာဝါဒါဗရီမင်ကွင်းလယ်လူအာယုံဟန့်ဟာပင်နယ်တီစီးဝိုင်းရဲဆွဲပြေးစဉ်ပြိုင်ဘက်နောက်ခံလူရဲ့ခြေထောက်နဲ့ညှိတယ်လို့ဖြစ်ပြီးလဲကျသွားတာကြောင့်ဒိုင်လူကြီးကပင်နယ်တီပေးခဲ့ပါတယ်။ဒီအချိန်မှာအာယုံဟန့်ဟာချက်ချင်းပဲထိုင်နေရာကနေထားပြီးဒိုင်လူကြီးစီသွားကပြိုင်ဘက်ကစားသမားကသူ့ကိုတိုက်မိတာမဟုတ်ပဲသူကိုယ်တိုင်နဲ့ခင်းနဲ့ညီပြီးခြေချော်လဲတာဖြစ်ကြောင်းပြောပြခဲ့ပါတယ်။ဒိုင်လူကြီးကပင်နယ်တီကိုပြန်လဲပဲဖြတ်ပေးခဲ့ပြီးပြိုင်ဘက်ကစားသမားတွေကအာယုံဟန့်ကိုလာရောက်လက်ဆွဲနှုတ်ဆက်ခဲ့ကြပါတယ်။နောက်ဆုံးတစ်ယောက်ကတော့ဒိမတ်အသင်းမှ Modern Warhorse ဖြစ်ပြီးဒီအကြောင်းဟာဘောလုံးသမိုင်းမှာအလွန်လေးစားဖို့ကောင်းပြီးအထင်ရှားဆုံးဖဲပလေးပင်နယ်တီဖြစ်ရပါ။ဒိမတ်နဲ့အီရန်အသင်းတို့ကစားတဲ့ပွဲစဉ်အတွင်းကွင်းပြင်ပရိသတ်တွေစီကဒိုင်လူကြီးဝီစီမုတ်တန်နဲ့စင်တူတဲ့အတန်ထွက်လာခဲ့တာကြောင့်အီရန်နောက်ခံလူကပွဲရက်သွားပြီးထင်ပြီးပန်နယ်တီစီးဝိုင်းရဲမှာဘောလုံးကိုလက်နဲ့ဖမ်းကင်လိုက်ပါတယ်။ဒိုင်လူကြီးကစီးမြင့်ရဒိမတ်အသင်းကိုပင်နယ်တီပေးခဲ့ရပါတယ်။ဒိမတ်နီးပြမော်ဒန်အိုလန်ကဒါဟာမျိုးသားတဲ့နေလန်းနဲ့ရတဲ့ပင်နယ်တီဖြစ်လို့တမင်ပြင်ကိုလွဲကန်ဖို့ကွင်းလယ်လူဝက်ဟော့စ်ကိုလမ်းပြောခဲ့ပါတယ်။ဝက်ဟော့စ်ကလည်းပင်နယ်တီကိုဂိုးတိုင်ပေးကနေတမင်တက်တက်အပြင်ကိုလွဲကန်ပြီးခဲ့ပါတယ်။ဒီဖြစ်ရကြောင့်ဒိမတ်အသင်းဟာအိုလံပစ်ကော်မတီရဲ့ဖဲပလေးစုကိုပါချီးမြှင့်ခံခဲ့ရပါတယ်။အချုပ်အနေနဲ့ပြောရမယ်ဆိုရင်ဘောလုံးပွဲတွေမှာပင်နယ်တီကိုတမင်တက်တက်အပြင်ကန်ထုတ်လိုက်တာမျိုးဟာနေပြတွေအသင်းပိုင်ရှင်တွေနဲ့ပရိသတ်တွေရဲ့ဖိအားကြောင့်အဆင့်မြင့်ပရော်ဖက်ရှင်နယ်ပွဲတွေမှာအလွန်တွေ့ရခဲ့တဲ့ဖြစ်ရတစ်ခုဖြစ်ပါတယ်။ဘောလုံးလောကမှာသတ်မှတ်ထားကြတဲ့ဖဲပလေးရဲ့အဓိပ္ပာယ်ကတော့မတရားတဲ့နေလန်းနဲ့ရတဲ့နိုင်ပွဲထက်ဂုဏ်သိက္ခာရှိရင်ဆိုင်ခဲ့ရတဲ့ရှုံးနိမ့်မှုကပိုပြီးတန်ဖိုးရှိတယ်ဆိုတာပဲဖြစ်ပါတယ်။ဘော်ဒါတို့ရောမြမလက်ရေးစဉ်ဝင်းတိန်ကြီးထုံးရဲ့ဖြစ်စဉ်အပေါ်ဘယ်လိုမြင်ကြလဲ။ကွန်မန့်မှာဆွေးနွေးပေးကြပါဦး။ဒီလိုမျိုးစိတ်ဝင်စားစရာအကြောင်းအရာတွေအတွက်လည်း like နဲ့ follow လေးလုပ်ထားပေးပါဦးနော်။